မှာပဲချစ်စိတ်တနေဒီတချင်းကအဆွေးတချင်းလားအချစ်တချင်းလားဒီတချင်းကအဆွေးတချင်းလားပျော်တဲ့တချင်းလားတော့မသိဘူးဒါပေမဲ့ခဏကြားနေတော့ပါစက်ထဲမှာဆွဲနေရဒီနေ့ပြောပြစရာလေးတစ်ခုရှိလို့ပြောပြစရာတစ်ခုလေးရှိလို့အရန်ပျော်ပြီးတော့လေမနေနိုင်မထိုင်နိုင်ပေါ့နော်အဲ့ဒါလေးကဘာလဲဆိုတော့မနေ့တုန်းကပေါ့နော်7-Eleven မှာဝယ်လာခဲ့တဲ့ပစ္စည်းလေးတစ်ခုလေးမထင်မှတ်ပဲနဲ့သုံးလို့အရင်ကောင်းတာပေါ့နော်အဲ့ဒါအရင်သဘောကျလို့လာပြီးတော့ပြပေးတာပေါ့နော်ဆိုတော့ဈေးနှုန်းကတော့မမှတ်မိတော့ဘူးဘယ်လောက်လဲမသိဘူးနှစ်ခုပေါင်းကို100ကျော်200နီးပါးပေါ့နော်200နီးပါးဘယ်လောက်လဲဒါကတော့40ကျော်ဒါကတော့ဘယ်လောက်လဲမသိမိသွားဈေးနှုန်းတိကျမှနှက်လိုက်မိပေါ့နော်ပြောပြချင်တာလေနှခမ်းနီဆိုရင်အဲ့ကလေအနီရောင်တောက်တစ်ခါမှမစိုးအဲ့လိုမျိုးအရောင်နည်းနည်းမှိန်တာလေးတွေဆိုးရများတယ်ဒါပေမဲ့ဒီတစ်ခါတော့အနီရောင်လေးစိုးကြည့်မယ်ပေါ့နော်ဆိုတော့ဒီလိုဟာမျိုးလေးဝယ်လာတာလေအဲ့ဒါစိုးလိုက်တော့လေဟဲ့လိုက်တယ်ပေါ့အဲ့ဒါနဲ့အနှံ့လေးလည်းရမ်းမွေးတာချောကလက်အောင်ဖြစ်တယ်ချောကလက်အနှံ့လေးလို့အရင်ပြောချင်လို့ချောကလက်အနှံ့လို့ဘာလို့နဲ့အဲ့လိုမျိုးလေရန်စားခြင်းစရာအဲ့လေဆိုပြမယ်အရင်သဘောကျတယ်ပုံမှန်ဆိုရင်လေအနီရောင်စိတ်ဓမ္မပေါ့နော်အနီရောင်ဆိုရင်ကိုယ်နဲ့တိတ်မလိုက်တယ်လို့ခံစားရတယ်လေအဲ့နဲ့မဆိုးပြစ်တာများတယ်ပုံမှန်ဆိုရင် cherry ရောင်ပေါ့နော် cherry လိုမျိုးအရောင်ပြီးတော့ပန်းရောင်နည်းနည်းရင့်တဲ့ဟာမျိုးအဲ့ဒါဆိုးရများတယ်အဲ့ဒါဆိုလိုက်ရင်မတိတာပေါ့နော်နှခမ်းနေဆိုရတာမတိတာဒါမဲ့လေဒီဟာလေးအရင်ကြိုက်တယ်ဒါဘယ်လိုပြောရမလဲအနီရဲလားတိတ်မခေါ်တတ်ဘူးပေါ့နော်ကိုလည်း makeup professional မဟုတ်ဘူးဆိုတော့လေအဲ့ဒါလေးရန်သဘောကျတယ်ပြီးရင်နောက်တစ်ခုတာမျက်ခုံးမွေးဆဲတန်လေးရမျက်ခုံးမွေးဆွဲတန်အကုန်ပါတယ်ဆိုတော့နီးနားပဲပေါ့နော်ပုံမှန်ဆိုရင်တော့အလှပြင်ပစ္စည်းတော်တော်များများ if and boy မှာသွားဝယ်တာများတယ်လေဒါပေမဲ့အခုကျတော့ဒါလေးစမ်းကြည့်မယ်ဆိုတော့တုံးကြည့်တာရန်ကြိုက်တယ်တဲ့မျက်ခုံးမွေးရယ်ပြီးတော့မျက်လုံး eyeliner ဒီမျိုးလေးလုပ်လို့ရတယ်ပေါ့နော်အဲ့ဒါကိုအပေါ်အောက်မှာဒီလိုမျိုးလေးလောက်လိုက်တာအောက်မှာဒီလိုမျိုးလေးအရင်ဆွဲလိုက်တာဆွဲပြီးတော့ဒါကတော့ if and boy မှာဝယ်ထားတဲ့ဟာလေးဒါလေးကတော့တော်တော်ကြိုက်တယ်ဒါ brown color လေးပေါ့နော်အဲ့ဒါလေးကို cat tail လေးလိုမျိုးလောက်လိုက်တာအဲ့ဒါရမ်းကြိုက်တယ်ခုတော့ဆိုတော့အဲ့ဒါမပြီးသေးဘူးအဲ့ဒါနဲ့ဒါလေးမစိုးဘူးသုံးလို့ရမ်းကောင်းတယ်အဲ့လိုမျိုးတွေးနေတဲ့အချိန်မှာလေမျက်ခုံးမွေးလေးဆွဲလိုက်ပြီးတော့brush လေးလွတ်လိုက်မယ်ဆိုဆွဲဖွင့်လို့မရဘူးဘာဖြစ်တာလဲပေါ့နောက်တော့ဒီလိုလှည့်ကြည့်လိုက်တော့ကိုကထင်တာရိုးရိုး brush လို့ထင်တာမဟုတ်ဘူးမျက်ခုံးမွေးကိုဒီလိုမျိုးအယောင်တင်တဲ့ဟာပါပါတယ်အရင်သဘောကျတယ်အရင်ကြိုက်သွားပြီ 7-Eleven မှာတွေ့ရင်လည်းပဲစမ်းသုံးကြည့်ပေါ့နော်ဒါလေးအရင်ကြိုက်တယ်ဘာ brand လေးလဲပြောင်းပြန်ဒီ brand လေးဖြစ်ပါတယ်မသိပါဘူးနော် brand တော့brand တွေတော့အရင်မသိဘူးဒါပေမဲ့ဒါလေးကောင်းမဲ့ထင်ပြီးဝယ်လိုက်တာမစိုးရမိုက်ခေတ္တ